တနာရီကို640မိုင်ထိခုံမောင်းသွားလာနိုင်မဲ့လျှက်စစ်တန်လိုက်တဲ့ရထားကိုတရုတ်နိုင်ငံမှာအခုလိုဖန်တီးနေပါပြီ။တရုတ်နိုင်ငံကဤပညာပိုင်းဆိုင်ရာမှာအမကန်တိုးတက်မှုတွေရှိနေတဲ့နိုင်ငံတစ်ခုဖြစ်ပါပြီ။ခင်မီမိုးမြော်တိုက်အဆက်အုံကြီးတွေကြောက်ကဘာအမြင့်ကြီးတွေပေါ်မှာထိုးထားတဲ့တရားကြီးတွေလိုမျိုးတရုတ်ဤပညာတော်ရုံငွေကြေးနဲ့တိစောက်လို့မရနိုင်တာတွေကိုတရုတ်ကအများပြတိစောက်ပြထားပါပြီ။ဒါပြင်တရုတ်ကအများပြည်သူတွေပို့ဆောင်ရေးကဏ္ဍရဲ့ဒီမှာဤပညာရဲ့တွေကိုအသုံးပြုတော့ပုံမမြန်ဆန်လို့ပုံမထိရောက်ပုံမတွင်ကျတဲ့အခြေအနေမျိုးတွေကိုဖန်တီးနိုင်မှုကြိုးစားနေပါပြီ။ဒီထဲမှာတန်လိုက်တဲ့ရထားလေးတစ်ခုပါဝင်ဖြစ်ပါပြီ။တရားနိုင်ငံချို့မှာလည်းတန်လိုက်တဲ့ရထားတွေရှိနေပြီမြတရုတ်ကတော့တခြားနိုင်ငံတွေထက်ကောင်းတစ်လုံးပိုသားချီနေတာဖြစ်ပါရီ။အဲဒါကြောင့်လည်းတရုတ်ကမြန်နှုန်းမြင့်တန်လိုက်တဲ့ရထားကိုဖန်တီးနိုင်ဖို့ကြိုးစားနေတာဖြစ်ပါရီ။ဘယ်လောက်ထိမြန်လဲဆိုရင်တနာရီကို460မိုင်နှုန်းနဲ့အဆိုပါတန်လိုက်တဲ့ရထားကခုံမောင်းပြေးဆွဲသွားမှာဖြစ်ပါရီ။ဒီနေ့ဗီဒီယိုမှာတော့အများပြည်သူတွေပို့ဆောင်ရေးမှာမြန်နှုန်းမြင့်တန်လိုက်တဲ့ရထားနဲ့ရှေ့ကိုပြေးဖို့ကြိုးစားနေတဲ့တရုတ်နိုင်ငံကစီမံကိန်းတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးသွားကြပါဦးခင်ဗျာ။အားလုံးပဲမင်္ဂလာပါ Knowledge TV Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီ။ကျွန်တော်ရဲ့ channel ကနေကမ္ဘာလွှားကဒူးခြားစံပြအကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့နေတဲ့သဘောကြရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်မှုတွေပြုလုပ်ပေးကြဖို့အတွက်မမေ့ကြပါနဲ့ဦးများ။ကြည့်ဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်ပြီးတော့ဆက်လိုက်ကြရအောင်ပါ။တန်လိုက်တဲ့ရထားဆိုတာကတခြားသောရထားတွေလိုရထားလမ်းကအောက်မှာမရှိပါဘူး။ရထားလမ်းကရထားလမ်းရဲ့အပေါ်ကိုရောက်ရှိနေတာဖြစ်ပါရီ။ဒါမဲ့ရထားတွေမှာတော့ထိုင်ကုန်တွေကပုံမှန်တိုင်းအတဲပဲထားရှိပေးထားတာပါ။တန်လိုက်တဲ့ရထားတွေကိုအသုံးပြုရတဲ့ချက်တွေရှိပါရီ။အဓိကအကြောင်းရင်းကတော့မြောက်ရထားတွေနဲ့ကုန်ကျစရိတ်ချင်းဘာမှကိုမဆိုင်တာပါ။ရထားလမ်းကိုထောက်ပံ့ပေးထားတဲ့တိုင်နေရထားလမ်းအတွက်သာကုန်ကျစရိတ်ရှိပါရီဒီကုန်ကျစရိတ်ကမြောက်ရထားလမ်းဖောက်လုပ်ဖို့အတွက်မြေကြီးကိုဥမင်လိုင်းကောင်းတူရလို့ငွေကြေးကုန်ကျတာထက်ကိုအစရီအများကြီးပုံမသက်တာပါရီနောက်ပြီးမြေကြီးကိုဖောက်ပြီးတော့ပြုလုပ်ရတဲ့ဥမင်လိုင်းကောင်းနေလို့ဒီစာရေးလုပ်ငန်းစဉ်တွေကအန်ရည်လည်းမများပဲလောက်ဆောင်ရတဲ့အဆင့်တွေကလည်းမများပါဘူးတန်လိုက်မှာအဖို့မားတဲ့2မျိုးရှိပါရီဒါကိုရထားကိုရီနဲ့ရထားလမ်းမှာတက်ဆင်ပေးလိုက်ခြင်းအပြင်အချင်းချင်းတွန်းကန်ပြီးတော့ရထားကခုံမောင်းသွားတာမျိုးဖြစ်ပါရီဒါမဲ့တခုချင်းစီမှာအမတက်တွေကြီးပဲအဖို့တက်တွေကြီးပဲတည်တံတက်ဆင်လို့တော့မရပါဘူးအဖိုးတက်လက်အမားတက်လက်အဲ့လိုပုံစံမျိုးနဲ့ရထားလမ်းပေါ်မှာရောရထားကိုရီပေါ်မှာပါတက်ဆင်ပေးထားရတာဖြစ်ပါရီဒါမှလည်းတွန်းကားတွေဆက်မပြတ်ဖြစ်လာပြီးတော့ရထားကရှေ့ကိုရွေ့ရှားနိုင်မှာဖြစ်ပါရီအခုဆိုရင်တော့တရုတ်နိုင်ငံကတနအီကိုမိုင်ပေါင်း460နှုန်းထိခုံမောင်းနိုင်မဲ့တန်လိုက်တဲ့ရထားစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့ကြိုးစားနေပါရီဒီ project ကိုတရုတ်နိုင်ငံရဲ့အာကာသယာဉ်တွေကိုထုတ်လုပ်ပေးနေတဲ့ကုမ္ပဏီတစ်ခုကအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါရီစားစာချင်းမှာတော့လူချင်းနဲ့အမြန်နှုန်းမျိုးမရရှိသေးပါဘူးတနအီကို392မိုင်နှုန်းနဲ့သာခုံမောင်းပြေးဆွဲနိုင်အောင်မှာဖြစ်ပါရီပြီးတော့ရင်တော့အသေးစိတ်စောင်းကြီးစစ်ဆေးမှုတွေပြုလုပ်ရင်းနဲ့ရထားခုံမောင်းနိုင်တဲ့အမြန်နှုန်းတွေမြင့်တက်မြင့်လာအောင်တပြေးပြေးနဲ့အဆင့်မြင့်တင်သွားကြမှာဖြစ်ပါရီလာမယ့်2025ခုနှစ်အရောက်မှာတော့မူလရည်မှန်းထားတဲ့တနာရီကို640မိုင်ထိမြန်နှုန်းမြင့်ပြေးဆွဲနိုင်မှုရည်မှန်းထားတာဖြစ်ပါရီဒီချာလန်ကတော့ဘေဂျင်းနဲ့ COVID-19 စဖြစ်ခဲ့တဲ့ဝမ်တို့ကိုဆက်သွယ်ပေးမှာဖြစ်ပါရီဒီစီမံကိန်းကြောင့်လောင်စာဆီသုံးရင်တွေလို့လေလူညဉ့်ညမ်းမှုတွေရှိလာတော့မှာမဟုတ်ပါဘူးနောက်ပြီးလေရင်စီးပြီးတော့သွားရတယ်လို့ကိုသွားခြင်းတဲ့နေရာမျိုးကိုမျက်စိတမိတ်အတွင်းမှာပဲရောက်ရှိသွားနိုင်မှာဖြစ်ပါရီနောက်ပြီးအစာပိုင်းမှာပြောခဲ့တယ်လို့ပဲတန်လိုက်တဲ့ထားကမြောက်ရထားတွေချက်ကုန်ကြစိတ်မှာအများကြီးပုံမတက်တာဖြစ်ပါရီဒါကြောင့်ပဲတန်လိုက်တဲ့ထားကနိုင်ငံအတွက်အရေးပါတဲ့အစိပ်ပိုင်းကနေပါဝင်နေတာဖြစ်ပါရီဒီထားမှာအမေရိကန်လေတင်တင်မော်ရီမှာပါရှိတဲ့လျှက်စစ်တန်လိုက်ကပ်ပြားကိုအသုံးပြုရပါရီတရုတ်ကရထားမှာသာအခုလိုမျိုးလျှက်စစ်တန်လိုက်တဲ့အသုံးပြုပြီးတော့ဖန်တီးရမျိုးမဟုတ်ပါဘူးကားတွေကိုလည်းလျှက်စစ်တန်လိုက်တဲ့အသုံးပြုတော့မောင်းနေနိုင်တဲ့ကားတွေကိုထုတ်လုပ်နိုင်ဖို့အထိကြိုးစားနေကြပါရီအဲ့အတွက်ကားလမ်းပေါ်မှာတန်လိုက်ချက်ပါရှိတဲ့တန်ပြားကိုကားလမ်းရှည်တိုင်းထည့်သွင်းပြုလုပ်ကြရပါရီဒါမဲ့ပုံမှန်လမ်းတွေပေါ်ကိုရောက်ရင်တော့ဒီကားတွေကဘာမှသုံးစားလို့မရတော့တာကြောင့်ဘယ်လိုပုံစံမျိုးအောင်မြင်အောင်အကောင့်ထဲပေါ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တရုတ်ကပြန်လည်သုံးသပ်မှုတွေပြုလုပ်နေပါရီလက်ဝါးလက်လျှော့လိုက်ကြပြီးတော့မဟုတ်ပါဘူးဒါမဲ့တရုတ်ကကြံရင်အားလုံးဖြစ်တယ်ဆိုတဲ့စကားတိုင်းပိုကောင်းတဲ့အသွင်ပြမျိုးနဲ့တရုတ်ကပြန်လာအောင်မှသိကြပါရီတကယ်လို့ဒီစီမံကိန်းမျိုးသာပြမြောက်တဲ့အထိအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်ကမ္ဘာအမြန်ဆုံးလျှက်စစ်တန်လိုက်ရထားဖြစ်လာမှာဖြစ်ပါရီညံပါပေးဆိုတဲ့ကြီးစံရထားတွေကိုတောင်မှအကောင်းစွာရှင်းနိုင်တော့မှာဖြစ်ပါရီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရီများ